အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီထုံးစံတိုင်းပေါ့နော်ကိုရီးယားကားလေးတွေအယောင်းဝယ်ပြုလုပ်ပေးတယ်ကျွန်တော်နာမည်ကိုထက်ကြီးဖြစ်ပါတယ်အခုကျွန်တော်ဒီ light truck porter 2လေး2စီးပေါ့နော်ကျွန်တော်ဒီအနှိမ်ရောအမြင့်ရောကျွန်တော်ရှိမှာ2စီးလုံးရှိပါမယ်ကျွန်တော်ရွေးချယ်ပြီးဝယ်ယူလို့ရပါတယ်မော်ဒယ်မြင့်ကတော့9 Cube ကားလေးပေါ့နော်မော်ဒယ်ကတော့2015မော်ဒယ်ဖြစ်မယ်ကျွန်တော်ဒီ gear ပေါ့နော်9ချက်ပေါ့နော် manual gear 9ချက်ဖြစ်သွားမယ် TV back camera အကုန်တက်ပြီးသားပါ CIM ဘောလုံးတွေလည်းပါမယ်ကားလေးထဲမှာဆို grade ဆုံးကားလို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်ဒီထိုင်ကုန်စီလည်းအပေါက်ပြဲလုံးဝမရှိပါဘူး dashboard အကွဲပြဲလုံးဝမရှိဘူးကျွန်တော်ဒီကားလေးကိုတခြားလေးရိုက်ပြပေးတယ်နောက် body ဆိုရင်လည်းကျွန်တော်ဆင်းနေမယ်ပေါ့နော်လုံးဝကျွန်တော်အပိန်နေလုံးဝမရှိဘူးတန်သားလည်းတစ်ဖြောင်းဖြောင်းပေါ့နော်ကျွန်တော်ဗီဒီယိုလေးထဲမှာအသေးလေးလေးရိုက်ပြပေးထားပါတယ်တာယာဆိုရင်လည်းကျွန်တော်ဒီ 85% ပေါ့နော်အလောက်ဝန်းကျင်လောက်ရှိမယ်တာယာလေးလည်းကောင်းပါတယ်ကျွန်တော်တစည်းလုံးဆေးမဟုတ်ပြီးသားပေါ့နော်လိုအပ်ချက်တော့လုံးဝမရှိပါဘူးစီလေးထည့်ပြီးတန်းပြီးသုံးရုံပဲကားလေးပေါ့နော်ဒီဘက်ကကားလေးကတော့ကျွန်တော်ဒီ model name ပေါ့နော်3 national and လေးနဲ့ပေါ့နော်ပဲခူးမျိုးပေါ်လိုင်စင်ကားလေးတွေဖြစ်ပါမယ်ကျွန်တော်ဒီ body တခြားလေးရိုက်ပြပေးထားတယ်ကျွန်တော်ဒီမှာလှိုင်းလုံးဝမရှိပါဘူးဘယ်ရောညာရောအမိုးကိုင်းမှာတက်ပြီးသားပေါ့နော်ကျွန်တော်အနောက်ချင်းလေးလည်းတက်ပြီးသားပါအခုဒီကားလေးက model 2000 TCI engine လေးဖြစ်ပါမယ်ကျွန်တော်စီနှမျိုးသုံးလို့ရတယ်ပေါ့နော်ရိုးဒီဇယ်ရောပရီမီယံဒီဇယ်ရောကြိုက်တာထည့်ပြီးသုံးလို့ရပါတယ်ထိုင်ကုန်လေးလည်းအပေါ်ပြေလုံးဝမရှိပါဘူးကျွန်တော်ဒီကားလေးကလည်း TV တက်ပြီးသားပေါ့နော် dashboard အကွဲပြေလုံးဝမရှိဘူးစီလင်ရတဲ့ original စီလင်တိုင်းပဲဖြစ်မယ်ပေါ့နော်အခုဒီကားလေးတွေကလိုင်စင်အများကြီးဝေးပါမယ်ကားတွေနှစ်စီးလုံးပေါ့နော် model အနေရောအမြင်ရောအခုကားလေးတွေကိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းလေးက model မြင်လေးကတော့600ပေါ်ပေါ်လေးနဲ့ရောင်းပေးမယ် model နှိမ်ကားလေးကတော့455သိန်းကိုညှိနှိုင်းပြီးရောင်းချပေးမှာဖြစ်ပါတယ်